ကဲ heavy energy တွေပြောရတာပေါ့ပါပါဖြစ်စေမယ် new love လေးအကြောင်းပြောမယ် heavy တွေကြီးပဲပြောတာသိမကောင်းပေါ့ပါပါ new love အကြောင်းပြောမယ်တချို့လဲဒီ twin flame အပြင်တခြားရှိမှာပဲလीနော်ကိုမှစဉ်းစားထားတာဓမ္မမဟုတ်ရင်ကိုချင်းကပ်ထားတာဒါမျိုးတွေရှိမှာပဲဟုတ်တယ်နော်ဆိုတဲ့အခါကျရင်new love လေးအကြောင်းကြည့်မယ်ပေါ့နော်အဲ့တော့တချို့ကကြတော့ဗာပြောခြင်းလဲဆိုတဲ့အခါကျတော့ပေါ့နော်ဟာလူတွေကပေါ့နော်ပေါ့နော်ဟိုဘာလဲဟိုတယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်သစ္စာရှိမချစ်ကြဘူးဆိုတော့သစ္စာရှိချစ်တယ်ဆိုတာဒါ relationship ထဲကိုရောက်နေတဲ့လူတွေအိမ်တော်ကြီးထဲမှာရှိနေတဲ့လူတွေကတော့သူတို့ကဒါမပြီးပြတ်သေးတဲ့ဆက်ဆံရေးတွေမှာသစ္စာရှိဖို့လိုအပ်တယ်အဲ့ဒီထဲကိုရောက်နေတာမဟုတ်ဘူးဆိုတဲ့လူတွေကတော့သစ္စာဘာကိုရှိရမှာသစ္စာဘာကိုရှိကြလို့လဲဟုတ်တယ်နော်အဲ့တော့ twin flame connection မှာရှိနေတဲ့တိုင်အောင်နော်အဲ့ဒီ twin flame ဆိုတာဘာမှမသိဘူးဘာဖြစ်လာမယ်ဆိုတာလည်းမသိဘူးပေါ့နော်မသိဘူးဆိုတဲ့အခါကျရင်တချို့တွေကဒီ energy တွေအကြောင်းကိုသိပြီးတော့လဲမသိဘူးစိတ်လည်းမဝင်စားဘူးဆိုလို့ရှိရင်ဟလာကိုယ်ကိုလာပြီးတော့ချင်းကတ်တဲ့နော်အမျိုးသားတို့အမျိုးသမီးတို့တချို့ကကြတော့လဲဘာလို့ဒီလိုပြောလဲဆိုတော့အမျိုးသမီးဖြစ်တော်ညာလဲနော်သူတို့ကဖွင့်ပြောတာတွေရှိတယ်လေဟိုကိုရီးယားကားဆန်ဆန်ပေါ့နော်သူတို့ကရေလာမြောင်းပေးတခါတည်းဟိုယောက်ျားရတဲ့အထိအောင်သူတို့ကဒီယောက်ျားကိုတာဝန်ယူကျွေးမွေးဆောက်ရှောက်အိမ်ပေါ်ခေါ်တင်နော်အဲ့ဒီလိုအပီးစီဟိုစပွန်ဆာမမတွေနဲ့တွေ့တော့လဲကောင်းတာပေါ့နော်နော်အဲ့လိုမျိုးတွေလည်းရှိတဲ့ကြားရမို့လို့အဲ့တော့နော်အဲ့တော့ကိုယ့်အတွက်နော်ဟိုပေါ့စိတ်ကျန်းမာရေးကောင်းဖို့ကလည်းကိုကအရေးကြီးသေးတယ်လीနော်တစ်ချိန်လုံးဒီကိစ္စအတွက်ကိုပဲတချို့လူတွေမှာပေါ့နော် heavy ဖြစ်နေရတာတွေရှိတယ်ပေါ့နော် heavy ဖြစ်နေရတယ်ဆိုတော့ပေါ့နော် heavy ဖြစ်နေစရာအကြောင်းမရှိဘူးနောက်တစ်ခုကနော်ပွင့်လင်းမြင်သာမှုမရှိဘူးနော်ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ဘာကြီးမှမသိဘဲနဲ့လှုပ်ထားတဲ့ connection တစ်ခုပေါ်မှာကိုကယူယူမိုက်မိုက်နဲ့ပေါ့နော်ဘာကြီးမှမသိတဲ့အရာတစ်ခုကိုဒါ disrespect ပေါ့နော်မလေးမစားလုပ်တယ်လို့ခေါ်တယ်မလေးမစားမင်းကတော့ကိစ္စမရှိပါဘူးကွာဆိုတော့သဘောမျိုးချိုးထားတဲ့နော် relationship ဆိုရင်နော်စဉ်းစားကြည့်အိမ်တောင်ကျသွားတယ်ဆိုရင်နော်ပါးရီနားတွေပါရိုက်တဲ့ထီအောင်ပါလာလိမ့်မယ်ဘာလို့လဲဆိုတော့မလေးစားတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့ဆိုတဲ့အခါကျတော့အဲ့လိုမျိုးတွေဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်စကနေကိုက relationship တစ်ခုမစခင်ကနေကိုကကို့အပေါ်မှာဒီလူဒီလေးစားမှုရှိမရှိနောက်တစ်ခုကချစ်ခင်မြတ်နိုးမှုအမှန်တကယ်ရှိမရှိဆိုတာကိုကြည့်ဖို့လိုအပ်တယ်ပေါ့နော်ချစ်ခင်မြတ်နိုးတယ်ဆိုတာကယောက်ျားလေးဘက်ကချစ်ခင်မြတ်နိုးတန်ဖိုးထားမှမိန်းကလေးဘက်ကလည်းဒီလိုမျိုးလုပ်ပေးလို့ရတာပေါ့နော်မိန်းကလေးဘက်ကပဲအကုန် sponsor အမ်းပြီးတော့နော်ယောက်ျားလေးတယောက်ကဆင်းရဲလို့ဟလာနတ်ပုံနန်းနန်းကိုရောက်သွားတယ်ဆိုတော့နော်ဆင်းရဲလို့နတ်ပုံနန်းနန်းကိုရောက်သွားတယ်ဆိုသည့်တိုင်အောင်ဒါအချိန်အတိုင်းတာတစ်ခုအတွင်းမဲ့နော်ကလေးတယောက်လောက်မွေးပြီးနှစ်ယောက်လောက်မွေးပြီးသွားရင်ကိုကလိုက်ဖမ်းလို့မရအောင်ကိုဘာဖြစ်လဲမရင်ငယ်တော့ကောက်ကောက်ပါသွားရဲဆိုတာအဲ့လိုယောက်ျားတွေပေါ့နော်အဲ့တော့အစပိုင်းတော့သူတို့မှမရဘူးတဲ့စီစိန်တွေရလို့မို့လို့သူတို့ရွေးရင်ရွေးမယ်နောက်ပိုင်းကျရင်ဘာဖြစ်လဲကြာဟမ်ဆောင်နိုင်ဘူးလေနော်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့နော်အမျိုးသမီးများအနေနဲ့လည်းစဉ်းစားပေါ့နော်ကိုကယောက်ျားတစ်ယောက်ကိုချစ်လာပါကြီးရဲ့ကြိုက်လာပါကြီးရဲ့ငါကပတ်စံပေးပြီးတော့ဘာမှမဆိုအမ်းနိုင်နဲ့နော်တင်ကြွေးထားနိုင်နဲ့အလုပ်ပေးထားနိုင်နဲ့နော်ဘာမှမဆိုလုပ်ပေးနိုင်နဲ့ငါမျက်စိရှိမှရှိပြီးတော့ငါပါရရင်ပြီးရောဆိုတာမျိုးနဲ့နော်ကိုယ့်အကိုမိုက်တွင်းနဲ့ပြီးတော့နော်အိမ်အောင်ရေးတစ်ဝက်လည်းရောက်တဲ့ခါကျတော့သူကကြက်ပြောင်မှပြောင်နဲ့အဲ့လိုမျိုးပေါ့နော်တခြားမိန်းမနဲ့ကောက်ပါသွားပြီဆိုတဲ့ခါကျတော့မှမယငယ်တွေကဘာဖြစ်တယ်ညာပြုတ်လဲဆိုတော့ဘလူးဆိုင်တီးတဲ့အကြောင်းတွေကရောက်လာရတယ်เนาะအဲ့တော့စကနေကိုကเนาะကိုเนาะချစ်ခင်မြတ်နိုးတဲ့လေးစားတယ်တန်ဖိုးထားတယ်ဆိုတာကရင်ထဲမှာတော့ရှိတယ်ဆိုတာမျိုးနဲ့ဂျင်းထဲမခံနဲ့เนาะတန်ဖိုးထားတယ်လေးစားတယ်မြတ်နိုးတယ်ဆိုတာယောက်ျားတစ်ယောက်အနေနဲ့အပြင်ဘက်မှာထုတ်ကိုပြတယ်နော်သမီးကြီးစားဖြစ်မှထုတ်ပြတာမဟုတ်ဘူးနော်သမီးကြီးစားမဖြစ်ခင်မှာလဲနော်နင်ငါ့ကိုကြိုက်မယ်ဆိုရင်နော်နင့်ကိုငါကဒီလို service တွေပေးပါမယ်ဆိုတော့ marketing ဆင်းပြီးတော့မှနော်ကိုယ့်ကိုရီးစားတော်ခြင်းလာအောင်နော်သူတို့ကိုရီးစားတော်ခြင်းလာအောင်သူတို့က
ဆွဲဆောင်နေပိုးပန်းနေနော်သူတို့ရဲ့အာရုံစိုက်မှုတွေကကိုယ်စီပဲရှိတယ်ဟဲ့လားနော်ဒါမျိုးပေါ့နော်ဒါမျိုးနော်စူးစမ်းပန်းစားတွေအားစိုက်ထုတ်တယ်ပေါ့နော်ဒါကိုကတင်မယ်ဗာလဲဆိုလို့ရှိရင်ဒါကိုယ့်ရဲ့တန်ဖိုးတစ်ခုပေါ့အဲ့ဒီလိုမျိုးတွေမှမရှိဘူးကိုကကြီးလိုက်နေရတယ်ဆိုလို့ရှိရင် stop နော်အမျိုးသမီးတို့ stop ဒါအမျိုးသမီးလုပ်ရမယ်အလုပ်မဟုတ်ဘူးအမျိုးသားလုပ်ရမယ်လုပ်နော်အဲ့ဒီလိုမလုပ်ဘူးဆိုလို့ရှိရင်ဘာလုပ်မလဲအဲ့ဒီလူကိုမစင်စားနဲ့နော်အဲ့ဒါကြောင့်မို့လို့ဒီ new lab ဆိုတဲ့ဟာကိုဖတ်ပေးမယ်အဲ့လိုမျိုးဖတ်ပေးတဲ့အခါမှာအရင်တော့ကိုကစပြီးတော့ like ခဲ့ရတယ်ဆိုလို့ရှိရင်ခုချိန်ကနေစပြီးတော့ကိုလေးစားမယ်နော်ခုချိန်ကနေစပြီးတော့ကိုလေးစားပါမယ်အဲ့တော့တချို့တွေကရှိတယ်လေတချို့တွေကဟာပေါ့နော်တချို့တွေကဘာလဲဆိုတော့ဟိုပေါ့သူတို့ကဘာတွေမို့လို့ဟလားသူတို့ကဘာကောင်းနေမို့လို့သူတို့ကညာကောင်းနေမို့လို့သူတို့ကအထက်စီးရဆိုသူတို့အဲ့ဒီအကောင်ဆိုတာတွေကနော်သူတို့ရဲ့အလုပ်မှာသူတို့အကောင်လုပ်လို့ရတယ်ဒါပေမဲ့နော်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်လာအိမ်တောင်ဘက်ပေါ်မှာနော်အမျိုးသမီးပေါ်မှာပတ်သက်လာရင်သူတို့ဒီအကောင်မဟုတ်ဘူးဘာကောင်မှမဟုတ်ဘူးနော်အဲ့ဒီအကောင်ဆိုတဲ့ဥစ္စာမျိုးတွေကိုတော့လက်ထပ်ထားတယ်ဆိုရင်လည်းငယ်လင်ငယ်မရတော့ तू ကစင်းရဲသားကနေတော့ကြီးပွားချမ်းသာသွားတယ်ဆိုစင်းရဲသားကနေကသူ့ရဲ့ငယ်ကျိုးငယ်နာနော်အကုန်သိတဲ့မိန်းမဆိုရင်သူတို့ပြန်မကန်ရဲဘူးဘာလို့လဲသူတို့စင်းရဲတာအစားအကုန်သိတယ်ဘလောက်ခက်ခဲလဲဘလောက်ရုန်းကန်လဲဆိုတော့မကန်ရဲဘူးနော်သူတို့အောင်မြင်ပြီးတော့မှယူတဲ့နော်မိန်းမတွေဆိုလို့ရှိရင်သူတို့ကဘာဖြစ်လဲသူတို့ကအကောင်ပေါ့ဘာဖြစ်လဲညာဖြစ်တယ်ပေါ့ဆိုတော့ချစ်ချင်းမြတ်တာမှာအကောင်ရင်မရှိဘူးအိမ်တော်ရေးမှာလည်းအကောင်မရှိဘူးနော်အဲ့လိုမျိုးအကောင်တွေကိုလက်ထပ်ထားမိတယ်ဆိုလို့ရှိရင်ကိုကပြလိုက်ထဲကအယုတ်ကလေးလိုပဲနော်ဟိုဘယ်လိုပြောရမလဲအိမ်တော်ကြပြီးအပြိုကြီးလိုဖြစ်နေတာမျိုးနော်ဟိုသူတို့ကိုကမပိုင်တာမျိုးအိမ်တော်ကြပြီးတော့ဟလာပေါ့ဘယ်လိုပြောရမလဲအများအမြင်မှာဇနီးတယ်တော့ဟုတ်ပေမဲ့တကယ်နဲ့အိမ်ထဲမှာကြတော့နော်သူကလည်းသူ့ကဘာနဲ့သူအပြင်ထွက်နေတာရယ်ခရီးထွက်နေတာရယ်နော်ဇနီးဖြစ်သူကသူကလည်းသူအိမ်မှာနေချင်တာနေဆိုင်ချင်တာစားလှုပ်ချင်တာလှုပ်ဘာလို့လှုပ်အဲ့လိုမျိုးကြီးပေါ့နော်အဲ့လိုမျိုးကြီးကြရင်အိမ်တော်ကြတာနဲ့မတူဘဲနဲ့ဘာကြီးမှမသိဘဲနဲ့ပေါ့နော်ဟိုအယုတ်ကလေးတစ်ခုကိုအဝယ်ခံထားရတဲ့ပုံစံမျိုးကြီးဖြစ်နေကြလို့နော်တချို့အမျိုးသမီးတွေဟာနောက်မီးလင်းသွားတာတွေရှိတယ်ပေါ့နော်တာယာသွားတာပေါ့သူတို့ကိုနားလည်ပေးတယ်သူတို့ကိုချစ်ခင်ပေးတယ်သူတို့ရဲ့လိုအပ်ချက်တွေကိုသိနေတဲ့နော်အမျိုးသားတစ်ယောက်ကနော်အဲ့လိုသိနိုင်တာလဲသူတို့ရဲ့အတွင်းလူတွေပဲရှိမှာနော်သူယောက်ျားရဲ့တပည့်တို့နော်သူယောက်ျားရဲ့ကားမောင်းတဲ့လူတို့နော်သူယောက်ျားရဲ့ဘန္နာဒိန်းတို့အဲ့လိုပေါ့အနီးကပ်နေတဲ့လူတွေကဟဲနော်သူတို့လင်မယားအဆင်ပြေဖို့မရဘူးအမတနာပါတယ်ဟဲ့လားဆရာဂယူးမဆိုင်ဘူးလားဘာလားညာလားတဲ့အဲ့ကြတော့ဘာဖြစ်လဲဟိုဟာဖြစ်တဲ့နော်လင်ငယ်နာကိုကောက်ပါသွားရောအဲ့လိုမျိုးတွေရှိတယ်တဲ့ပေါ့နော်အဲ့ဒီခါကျတော့နော်ကိုကအိမ်တော်ရေးတစ်ခုကိုစပြီးတော့မစင်စားခင်နဲ့ကနော်သမီးကြီးစားဘဝကတည်းကိုကအသာစီးရရအောင်နေခွင့်ပေးတဲ့လူမျိုးကိုပဲရွေးချယ်ပါဘာလို့လဲဆိုတော့အိမ်တော်ကျသွားပြီဆိုတာနဲ့အမျိုးသမီးတွေကတန်ဖိုးကကျသွားပြီเนาะအမျိုးသားတွေရဲ့စိတ်ထဲမှာသူတို့ကဒါငါပိုင်ဆိုင်သွားပြီเนาะအဲ့တော့တစ်လုံးငါဒီမိမကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတစ်လုံးတွေ့ရမှာเนาะအဲ့တော့ဘာဖြစ်လဲအပြင်မဲ့ရောက်တဲ့ခါကျတော့ကြိုက်တဲ့မိမနဲ့ပွေးခြင်းပွေးမယ်ကဲခြင်းကဲမယ်နေခြင်းလိုနေမယ်เนาะအဲ့လိုဗီဇမကောင်းတဲ့ယောက်ျားတွေလည်းရှိတယ်เนาะအဲ့တော့ဒါမဲ့များသောအားဖြင့်ကမိမတွေကဘာဖြစ်လဲဆိုတော့
မင်္ဂလာဆောင်ပြီးအိမ်တော်ကြပြသွားပြီဆိုတာ ਨੇ ယောက်ျားတွေကတိတ်ပြီးတော့ဂရုမစိုက်ချင်တော့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့အစကနေကိုက100 ရာခိုင်နှုန်းလောက်ပေးထားတာတောင်50 ရာခိုင်နှုန်းလောက်ပဲကျန်မယ်ဆိုရင်အစကနေကိုက3ညအမှတ်ဆိုလို့ရှိရင်အိမ်တော်ကြပြီးရင်ရေခဲအမှတ်အနှုတ်ပဲသွားတော့မယ်နော်အဲ့လိုရှိတယ်အဲ့တော့ကိုကပေါ့နော်အမေနေရာနေပြီးတော့မှပြုစုဆောက်ရှောက်ခြင်းလို့နော်ဟိုပေါ့ဘယ်လိုဖြစ်လို့ပညာဖြစ်လို့ဆိုကြားလာရင်နော်မိမဆိုတာကအချစ်ခံခြင်းတဲ့အမျိုးနော်မိမဆိုတာကအချစ်ခံခြင်းတဲ့အမျိုးဖြစ်တဲ့အတွက်ကြားလာရင်ကိုလည်းညှို့ညင်မယ်ပြီးတော့ရင်ဘာဖြစ်လဲသူစီကညှော်လက်နေနော်anniversary လက်ဆောင်ဘာပေးမှလဲကိုဘယ်လိုဂယူးဆိုင်မှလဲဘာလဲညာလဲကျမအရင်ဗီဒီယိုတစ်ခုမှပြောခဲ့သလိုပေါ့နော်ကိုဂယူးဆိုင်ပြီးတာခံခြင်းနဲ့ဆိုလို့ရှိရင်နော်ကိုနဲ့ level 10တူတဲ့ယောက်ျားကိုယူနော်နေနဲ့ငါနဲ့နေနော်မိုးမအောင်ပြောလေပြဿနာမရှိတဲ့အတန်းအစားမျိုးပေါ့နော်ကိုအောင်နှိမ့်တဲ့ကောင်ကိုလည်းသွားပြီးတော့မစင်စားနဲ့ဘာလို့လဲဆိုတော့ကိုအောင်နှိမ့်နေတဲ့လူနဲ့သွားပြီးတော့ကိုကစဉ်းစားလိုက်ရင်ကိုပါလိုက်ပြီးတော့နှိမ့်ပြီးတော့သွားမှာဘဝမှာလူတိုင်းကထောင်တက်သွားတဲ့အထက်ကိုပဲလိုချင်တာအောက်ကိုဆင်းပြီးတော့မှအောက်တန်းကြဖို့ဘယ်သူမှမစိတ်ဝင်စားအောင်အဲ့တော့အမျိုးသမီးတွေအနေနဲ့နော်ပြတ်သားဖို့လည်းလိုပါတယ်နော်အဲ့ဒီခါကျတော့အမျိုးသမီးတွေကတနာတတ်တယ်အာနာတတ်တယ်ဆိုတဲ့အခါယောက်ျားတွေကအာမနာတတ်ပါဘူးနော်စင်ရဲသားအစားအာမနာတတ်ပါဘူးနော်ယောက်ျားဆိုတဲ့အမျိုးကဘယ်လိုအခွင့်အရေးယူရမလဲချောင်းနေတတ်တယ်ဟုတ်လားနော်သူတို့ကတနာစီကဟုတ်လားဟိုပေါ့နော်ဟိုပေါ့ဘယ်လိုဖြစ်လို့ပါဘယ်ဝါဖြစ်လို့ပါဆိုခေါင်းမော်တက်ချီပါသွားမှာနော်ဟိုဒါပေမဲ့ပေါ့နော်ကိုကဉာဏ်ပညာတော့ရှိရမှာပေါ့နော်ဟိုဘယ်လိုလူတော့ဘယ်လိုမျိုးဆက်ဆံတဲ့နယ်ဘယ်လိုပေါ့နော်ဉာဏ်ပညာတော့ရှိရမယ်မှတ်ထားဖို့ကမိန်းမတွေဒီချစ်မိရင်အုံနောက်မရှိဘူးယောက်ျားတွေဒီချစ်မိလဲအုံနောက်ရှိတယ်မချစ်မိလဲအုံနောက်ရှိတယ်သူတို့ကအချိန်လုံးအုံနောက်ရှိတယ်နော်အဲ့ဒါကိုမမေ့ပါနဲ့နော်အဲ့တော့ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်အမျိုးသမီးတွေကြတော့အိမ်တောင်ကျသွားပြီးတဲ့အခါကျတော့မှနောက်ထပ်ကြောက်ကြိုက်မယ်ပေါ့နော်လူပြိုတို့နော်တခြားအမျိုးသားကောင်းတဲ့ယောက်ျားတွေဆိုတာကနော်တခုလက်နော်တလင်กว่าအမျိုးသမီးတွေကိုနော်စဉ်းစားတာထက်ပြိုတွေကိုပဲပို့ပြီးတော့စဉ်းစားမှာဘာလို့လဲဆိုတော့အမျိုးသားဆိုတာအချိန်အရွယ်မရှိဘူးနော်အမျိုးသမီးဆိုတာကကြတော့လှပမှာနုပြိုနေမှာယောက်ျားတွေကတန်မိုးထားပြီးတော့ဈေးကောင်းပေးဝယ်နေတာနော်အဲ့တော့အမျိုးသမီးနဲ့အမျိုးသားတွေကမတူဘူးနော်အဲ့လိုသွားရတယ်အဲ့လိုသွားတာဖြစ်တဲ့အတွက်ကြောင့်နော်ကိုယ့်ရဲ့နုပြိုနေတဲ့ငယ်ရွယ်နေတဲ့အချိန်မှာနော်ကိုယောက်ျားကစောင့်ပေးပါဒီယောက်ျားကစောင့်ပေးပါဆိုမစောင့်နဲ့နိုးစောင့်ပေးပါဆိုလို့ရှိရင် okay သူတို့ကခဏကိုပေါ့နော်ဟိုသူတို့ပိုင်ဆိုင်မဲ့ပစ္စည်းတစ်ခုလိုမျိုးပေါ့နော်ခဏပေါ့နော်သူတို့ဘယ်လိုမျိုးပေါ့သူတို့ရဲ့အခြေအနေကို report တက်နေတာမျိုးဆိုရင်စောင့်ပေးတဲ့စောင့်ပေးပေါ့အဲ့လိုမှမဟုတ်ရင်ဘာ result မှလည်းမမြင်အောင်ဘာမှလည်းမမြင်အောင်ကမ်းမမြင်လမ်းမမြင်ဆိုတဲ့အရာတစ်ခုကိုစောင့်ဆိုင်နေရခြင်းဒီဒါ twin flame connection မှာပဲရှိတယ်နော်အပြင်က that dimension မှာရှိနေတဲ့လူတွေဆိုရင်မစောင့်ပါနဲ့အခုကနော်ကဘာကြီးကတေတာလည်းမြန်တယ်နော်တေတာလည်းမြန်တယ်ယောဂဖြစ်ချိန်တော့မရဘူးဆိုတဲ့အခါကျတော့ဘာလို့မှဘသူအတွက်မှမငဲ့ပါနဲ့ကိုယ့်အတွက်ကိုစဉ်းစားပါနော်ကိုယ့်အတွက်ကိုစဉ်းစားပါနော်ဟိုမိခင်စိတ်မမွေးပါနဲ့မိခင်စိတ်ကကိုမွေးလာတဲ့သားသမီးကြမှာချစ်ပြီပါနော်အဲ့တော့ကိုကတန်ဖိုးရှိတဲ့အမျိုးသမီးတယောက်ဆိုလို့ရှိရင်တန်ဖိုးမရှိတဲ့အမျိုးသားတွေရဲ့လူဘာဝချင်းကိုလည်းကိုကမခံနဲ့နော်တန်ဖိုးမရှိတဲ့ကောင်တွေကတန်ဖိုးမရှိသလိုဆက်ဆံပေးမှာနော်သူတို့နေရာသူတို့တည်တာနော်အဲ့တော့အမျိုးသမီးတွေရဲ့ဆုံးရှုံးနိုင်ခြေရှိတဲ့လက်နက်တွေတနာခြင်းညှတာခြင်းနော်အဲ့ဒီလက်နက်တွေကိုထုတ်မသုံးပါနဲ့အဲ့ဒီလက်နက်တွေကိုလူတကာအပေါ်မှာထုတ်သုံးလို့မရပါဘူးကိုယ့်အတွက်တန်ဖိုးရှိတော့သူတို့ကလည်းကိုယ့်အတွက်တန်ဖိုးရှိတယ်နော်အဲ့ဒီလိုမျိုးကိုယ့်အတွက်တန်ဖိုးရှိတာတွေကိုပေးလိရှိတဲ့နော်အချိန်ပဲဖြစ်ဖြစ်အကူအညီပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ပေါ့နော်အကူအညီပေးတတ်တဲ့လူတွေအတွက်ကိုသာညှတာတာတွေတနာတာတွေစဉ်းစားပါကိုယ့်အတွက် zero budget နော်ဘယ်လိုနေရာမှာမှအသုံးမဝင်တဲ့ကောင်းတွေအတွက်ကို
ဘာမှထည့်သွင်းစဉ်းစားပြီးကြမလို့ဘူးနော်အဲ့တော့နော် third dimension မှာပဲနေမယ်ဒါမှမဟုတ်ရင်လည်းtwin flame connection မှာတော့ရှိတယ်เนาะအဲ့ဒီ connection ကို give up လုပ်လိုက်ပြီဆိုတော့အမျိုးသမီးတွေအတွက်เนาะ new love ကိုကျွန်မကြည့်ပေးမယ်เนาะnew left ကိုကြည့်တဲ့ခါကျမှဒီမှာအသေးကွဲတဲ့ပုံလေးနဲ့ is of cup တဲ့เนาะအဲ့တော့ the more နဲ့เนาะဒီမှာကြည့်ရတာလေ new left ကိုကြည့်ပါတယ်ဆိုတာမှဒီမှာ 4 of wands เนาะအခြေကျတာရယ် 3 of sword เนาะအသေးကွဲတယ်เนาะ left အကြောင်းပြောတာမဟုတ်လို့အသေးကွဲတယ်လို့ယူဆလို့ရတယ် the more เนาะအဲ့တော့အချစ်တွေအကြောင်းပြောပါတယ်ဆိုကြကြမှာဒါဘယ်လို vibe ကိုသွားရလဲဆိုတော့ဒီ၃ကတ်ကိုကြည့်လိုက်တာဒီ၃ကတ်ကိုကြည့်လိုက်တာမှာဒီပထမကတ်မှာ the moon 4 of wands နောက် 3 of swords เนาะအဲ့တော့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ဘယ်လို vibe ရလဲဆိုတော့အချစ်တစ်ကိုကြည့်လိုက်တဲ့အခါမှာသူဆလာချင်းက the moon ကကြီးနဲ့ဆိုတော့ဆက်ဆံရေးတစ်ခုပေါ့နော် relationship တစ်ခုဒါမှမဟုတ်လို့ရှိရင်အိမ်အောင်တစ်ခုမှာပေါ့နော်စိတ်မချမ်းမြေ့စရာပေါ့နော်ညှိနှိုင်းလို့မရတဲ့အရာတွေကြောင့်အသေးကွဲနေတဲ့လူတွေပေါ့နော်အဲ့လိုလူတွေက Knight of Swords, Ace of Cups နှလုံးလေးလှလိုက်တာဒီမှာကြည့်ပါနှလုံးလေးလှလိုက်တာဒီမှာငါးလေးတွေလည်းတွေ့တယ်ဆိုတဲ့အခါကျတော့လာဒီမှာနမိတ်ပုံလေးက Ace of Cups မှာเนาะဒီလမိုက်ညတွေပေါ့เนาะလမိုက်ညဒီလောက်မိုက်တယ်မိုက်တယ်လမိုက်တာသေးသွားတယ်เนาะအလင်းပဲတဖြည်းဖြည်းနဲ့ဒီလုံးဝလင်းသွားတယ်ပေါ့လုံးဝလင်းသွားတယ်ဆိုတဲ့ဘက်ပေါ့နော်ဆိုတော့ဒီမဲ့လဲ the moon ဆိုတော့ဒီမဲ့ကြည့်နော်စိတ်ခံစားမှုတွေရှုပ်ထွေးနေတယ်အဲ့ဒီလိုမျိုးစိတ်ခံစားမှုတွေရှုပ်ထွေးစိတ်ညစ်နေရနေပြီးတော့အလင်းဘက်ကိုရောက်လာတယ်နော်ဒီမှာအိမ်တော်ရေးပဲဖြစ်ဖြစ်မခိုင်မြဲတဲ့ဆက်ဆံရေးပေါ့နော်ချစ်ချင်းမေတ္တာတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာဒီလိုမျိုးတွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့မှောင်မိုက်တဲ့ကာလတွေကနေလင်းတဲ့ကာလကိုရောက်လာပြီပေါ့နော်အဲ့တော့မှောင်မိုက်တဲ့ကာလတွေကနေလင်းတဲ့ကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့အချစ်တွေအကြောင်းကြည့်ပါတယ်ဆိုဟိုဖြစ်တဲ့အစင်မပြေတဲ့ဆက်ဆံရေးတွေရနေပြီးတော့အစင်ပြေလာတယ်ဆိုတဲ့သဘောကိုပြရတယ်ပေါ့နော်အဲ့တော့ဒီမှာ Queen of Cups ဘယ်သူ့ကိုချစ်ပေးခြင်းနေရလဲ the hangman သူနဲ့ပေါ့နော်ပြောင်းပြန်အခြေအနေရှိတဲ့လူမျိုးပေါ့သူနဲ့ပြောင်းပြန်အခြေအနေရှိနေတဲ့လူမျိုးဆိုတာကတော့ဒီမကောင်းတဲ့ပေါ့နော်စိတ်ခံစားမှုကနေပြီးတော့မှနော်ကောင်းတဲ့ဘက်ကိုနော်ပြောင်းသွားပြီးတော့ဒီလိုမျိုးပေါ့နော် Queen of Cups အနေထားနဲ့နော်ဖြစ်နေတဲ့အမျိုးသမီးက the hangman ဇောက်ထိုးဖြစ်နေတယ် page of pentacle နော်သူ့ထက်ငယ်သောအဲ့ဒီဆက်ဆံရေးမှာကသုံးပွင့်ဆိုင်ဆက်ဆံရေးဖြစ်နေ judgment နော်သူ့ထက်ငယ်တဲ့ vibe ရတယ်ပေါ့နော်
bad boy ပေါ့ bad boy ဆိုတာလေဟိုဗာလဲလမ်းဘေးမှာကော်ရှူအမိုက်ကောက်တယ်အဲ့ဒီလူတွေကို bad boy လို့ပြောတာမဟုတ်เนาะ club တဲ့เนาะဟိုပေါ့ night out တွေထွက်เนาะအဲ့လိုမျိုးပေါ့เนาะခတ်ဆိုးပေါ့เนาะဟိုရီးစားတွေအများကြီးထားဒါမျိုးတွေဆိုလို့ရှိရင်လည်းဒါ bad boy လို့ခေါ်တာပေါ့ in the near future တဲ့ in the near future မှာဘာဖြစ်လာမလဲကြည့်မယ် peaceful resolution တဲ့เนาะ romance တဲ့romance တဲ့အမလေးအချစ်တွေအကြောင်းကြည့်တယ်ဆိုတော့ romance တဲ့ဆိုတော့ဒီမှာကเนาะဒီလိုဖြစ်နေတာစိတ်ခံစားမှုတွေမကောင်းနဲ့ပေါ့เนาะဒီ relationship ဒါမှမဟုတ်အိမ်တော်တစ်ခုမှာเนาะအသေးကွဲနေတဲ့လူတစ်ယောက်ကเนาะအသေးကွဲနေတဲ့လူကเนาะဘာဖြစ်လဲဆိုလို့ရှိရင်ဒီ Knight of Swords energy ရဲ့ Ace of Cups ရဲ့เนาะ Queen of Cups ရဲ့เนาะအဲ့ Queen နေထားနေပြီးတော့ The Hangman ရဲ့เนาะ Page of Pentacles Judgment ဆိုတော့ judgment ဆိုတော့เนาะ तू ကသူ့မှာဒီလိုဖြစ်နေတဲ့ဆက်ဆံရေးကနေပြီးတော့เนาะဒီလိုဖြစ်နေတဲ့ဆက်ဆံရေးကဒီလိုဇောက်ထိုးဖြစ်နေတယ်အဲ့လိုဇောက်ထိုးဖြစ်နေတာကနေပြီးတော့ဒီလိုဇောက်ထိုးဖြစ်နေတဲ့เนาะလူဆိုတာချက်ပေါ့เนาะpage of pentacle လူအစ်စ်တယောက်အဲ့ဒီလူအစ်စ်တယောက်ကိုသဘောကျလိုက်ပြီးတော့ပေါ့နော်သူ့ရဲ့ဒီမကောင်းခဲ့တဲ့ဒီဆက်ဆံရေးတစ်ခုကနေပြီးတော့သူကဒီလူတစ်တယောက်နဲ့ဇလန်းစပြီးတော့ပေါ့နော် romance ပေါ့နော်အဲ့ဒီຢာတစ်ခုကိုသူလိုချင်နေတယ်ပေါ့ဆိုတော့သူတွေ့လာမဲ့လူဒီဘယ်လိုလဲဆိုတော့ငယ်တယ်ပေါ့နော်အသက်ငယ်တယ် is the moon မယ် the moon ထပ်ထွက်လာတယ် the moon တွေဖြစ်နေဒီလိုတွေဖြစ်နေတယ်ဆိုတော့အချစ်တစ်ပါဆိုကမှအချစ်တစ်ကလည်းဘာဖြစ်နေပါပြန်ပြီတွေ့တာဒီ emperor ပဲเนาะဆိုတော့နော်အဲ့ဒီအချစ်တစ်ကနော်ကိုယ့်ထက်ငယ်တဲ့နော်ကိုယ့်ထက်ငယ်တဲ့ page energy ရှိတဲ့လူလဲဖြစ်နိုင်တယ်လို့နော်ဒီ emperor ပေါ့နော်ကိုယ့်ထက်အသက်ကြီးမယ်ကိုယ့်ထက်ရင့်ကျက်မယ်နော်ရင့်ကျက်တယ်မယ်ကိုယ့်ထက်power မြင့်မယ်လူတယောက်ပေါ့နော်အဲ့ဒီလူတယောက်ကလဲနော်ပေးပြီးတော့ကိုဝင်လာမှာဘဝတွေကိုနော်ဘဝတွေကို तू ကပေးပြီးတော့ဝင်လာမှာနော် तू ကအမ်းမှာနော် sugar daddy ဆိုလို့အဖိုးကြီးလို့ထင်နေဦးမယ် daddy လို့ဟိုစစ်ပေါက်ပေါ့နော်ဟိုပေါ့လို့ပြောရမလဲကတ်တက်တွေပေါ့နော်ဟိုတောကြတဲ့လူတွေမသိတဲ့လူတွေကsugar daddy ဆိုရင်ဖိုးကြီးလို့ထင်နေဦးမယ်နော် sugar daddy ဆိုတာပါလဲဆိုတော့အမ်းမှာပေါ့နော်အမ်းမှာ daddy ဆိုတာကြတော့တဲ့မှာအဖေဆိုတာကြတော့လေသားသမီးတွေလိုချင်တာဆိုလို့ရှိရင်အကုန်ဝယ်ပေးရတယ်လေသားသမီးတွေရဲ့ပညာရေးကျန်းမာရေးအတွက်သူကငွေရှာရတယ်လေအဲ့ဒီတိုင်းပဲသူကအချစ်ရင်းမှာကြတော့အဖိုးကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူကအမ်းမှာအဆအရာအမ်းမှာနော်အဲ့တော့ကောင်လေးလေးရှိသလို
နော်အမ်းမဲ့လူလည်းရှိတယ်အမလီခင်းတော့ပန်တက်တယ်အမလီအမ်းမဲ့လူကအမလီနော်ခြေတိုင်းတော့အမလီဘရင်ကြီးကဒီမှာကြည့်ရောခြေတိုင်းနော်ငွေရင်းငါးကြီးကင်ပြီးတော့သူကဩဇာလည်းရှိမယ်နောက်တစ်ခုကငွေကြေးလည်းရှိမယ်ပေါ့နော်ငွေကြေးမှာမှသူကအင်ချမ်မြေတို့ပေါ့နော်နောက် access တွေအများကြီးပိုင်တော့ king အနေထားရှိတော့အဲ့ဒီလူကတခုလည်းဖြစ်မှာနော်ဆက်ဆံရေးတခုကနော်ထွက်လာတဲ့လူအမလေးဆက်ဆံရေးတခုကထွက်လာပြီးတော့သူကလည်းအချစ်တစ်ကလေးကိုရှာတာပေါ့နော်အချစ်တစ်ကလေးကိုရှာတဲ့အခါမှာဒီမဲ့စိုးမိတ်လေးပေါ့နော်စိုးမိတ်လေးနဲ့တွေ့သွားပြီးတော့ဒီမဲ့နော်အမလေးပျော်ပွဲရှင်ပွဲအမလေးပါတီတို့ဟလာဘာတို့ညာတို့အမလေး celebrate တွေသူကခဏလုပ်နော်အဲ့တော့အချစ်တစ်ကကိုယ့်ထက်ပေါ့နော်ပါဝါတို့နေကာတို့ကြီးတဲ့လူကိုရွေးမယ်ဆိုလို့ရှိရင်သူကအမ်းမှာနော်ချစ်လဲချစ်မှာအမ်းမှာအလှပဲကြည်ထားပြီးမင်းပေါ့နော်မင်းလိုချင်တာအကုန်ဝယ်အကုန်ပံ့ပိုးထားမယ်ဒါပေမဲ့ငါကတော့အပြင်မှာငါကြိုက်တဲ့လူတွေနဲ့ငါချစ်တဲ့လူတွေနဲ့ငါပွေးမှာပဲဆိုတဲ့လူမျိုးမဟုတ်ဘူးချစ်လဲချစ်မှာဟဲ့လားအဲ့လိုမျိုးရှိတယ်မိန်းမတွေကလေပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ကအချစ်ခံကျင်လို့ယောက်ျားယူကြတာယူဆိုင်ခံကျင်လို့ယောက်ျားယူကြတာပေါ့နော်ဟိုမိဘမေတ္တာငတ်လို့နော်ယောက်ျားယူကြတာမဟုတ်ယောက်ျားကပေးတဲ့မေတ္တာနဲ့မိဘကပေးတဲ့မေတ္တာနဲ့တူမမတူတာလေဟုတ်လားမိဘကပေးတာ928ယောက်ျားကပေးတဲ့မေတ္တာပူလောင်ပြင်းပြတဲ့1500နော်အဲ့ဒီ1500ရေကိုသူတို့ကတောက်ချင်လို့မို့လို့ယောက်ျားယူတာလေနော်အဲ့တော့အဲ့ဒီအကြောင်းမလို့နော်အဲ့တော့နော်သူတို့ချစ်ပေးမဲ့လူကိုမိမတွေကလိုချင်တယ်ယောက်ျားတွေကရောအဲ့ဒါဆိုအချစ်မခံကြမလားဆိုယောက်ျားတွေကလည်းအချစ်ခံကြလို့ KTV သွားတယ်လေဟလာ night out တွေထွက်တယ်လေ one night stand တွေတုံးတယ်လေဒါအငှားအချစ်ခံတာပေါ့နော်အငှားဟိုကောင်မလေးကိုလည်းကိုကြိုက်တယ်ဒီကောင်မလေးကိုလည်းကြိုက်တယ်ဆိုနော်ကြည့်ရင်တော့သူတို့ကချစ်ပေးသလိုလိုနဲ့သူတို့ကလည်းဘာဖြစ်လဲအဲ့ဒီကောင်မလေးတွေစီမှာအချစ်ခံတာဟုတ်လားနော်အဲ့တော့လူတွေကကြီးစားထားတယ်ဆိုတာကယောက်ျားတွေကလည်းအချစ်ခံနေတယ်မိန်းမတွေကလည်းအချစ်ခံနေတယ်နော်အဲ့တော့ပေါ့နော်ချစ်ပုံချစ်နီးနော် love language ချင်းမတူဘူးပေါ့နော်တချို့ကလက်ဆောင်ပနာပေးတာကိုကြိုက်တယ်တချို့ကကြတော့လေတစ္ဆာရှိတာကိုကြိုက်တယ်နော်တချို့ကကြတော့လေဂရုတစိုက်ရှိတာကိုကြိုက်တယ်ပေါ့အဲ့တော့ကိုတကယ်သဘောကျတဲ့လူရဲ့ပေါ့နော်ဘယ်လိုမျိုး love language နဲ့အချစ်ခံနေတယ်လဲဆိုတာကကြတော့နော်ကိုယ့်ရဲ့လိမ္မာပါနှံ့မှုနဲ့ဆိုင်တာပေါ့နော်ကိုယ့်ရဲ့လိမ္မာပါနှံ့မှုနဲ့လည်းလိမ္မာပါနှံ့မှုဆိုတာဘာကိုပြောချင်တာလဲဆိုတော့तू ကဘယ်လိုမျိုးအချစ်ခံနေတာလဲ तू ကအစားအသောက်ကိုပေးတာကြိုက်တာလားဒါမှမဟုတ် तू က jewelry တွေပေးတာကိုကြိုက်တာလားဒါမှမဟုတ်ရင် तू က Chanel တို့ Bulgari တို့ပတ်စံအိတ်တွေဝယ်ပေးတာကိုကြိုက်တာလားဒါမှမဟုတ်ရင်ဟလာ baby ကဘာကြိုက်တာလဲ baby ကဟိုဗာလဲဟိုဂျပန်မှာ sushi စားချင်တာလားဒါမှမဟုတ်ရင် baby ရဲ့အိမ်မက်တွေကိုစိန်စီပေးတာလိုချင်တာလားဟုတ်လားနော်ဒါမျိုးပေါ့အကဲခတ်တဲ့အောင်မှာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဟလာကိုယ့်ရဲ့ဟလာဟိုပေါ့နော်ဟိုပေါ့နော် business dinner တွေမှာ baby ကိုဟလာနေရာပေးပြီးတော့မိတ်ဆက်ပြီးတော့အမဒါကကျွန်တော်ရဲ့အချစ်ကလေးအသေးလေးနှလုံးလေးကြောက်ကလေးဆိုပြီးတော့မှဟိုမိတ်ဆက်ခံနေတာလားဘယ်လိုမျိုးသူကြိုက်တယ်လဲပေါ့ဟုတ်လားဒါကကြတော့တကယ်ဟို deep connection ထီအောင်သွားမဲ့လူတွေကဂရုစိုက်ဖို့လိုတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တခါတော့ဟိုပေါ့ဒီလိုပဲဘာရဲမဟုတ်ဘူးဆိုတော့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်တော့အမျိုးသမီးတွေအနေနဲ့စဉ်းစားပေါ့နော်ဆိုတော့ဘာရဲမဟုတ်ဘူးဆိုတော့ဘာတွေနဲ့တကန်းနဲ့တစားလေးဖြစ်သွားလဲဆိုတော့ one night stand နေလိုမျိုးပေါ့နော် one night stand နေကြသူတို့က sex အတွက်တီးတန့်သုံးပြီးရင်ပြီးသွားပြီနင်တို့ငါပတ်စံပေးထားတာပြီးသွားပြီနင်တို့လည်းငါမပတ်သက်နဲ့ငါလည်းနင်တို့မပတ်သက်ဘူးဒါမျိုးပေါ့နော်အဲ့တော့ကိုက one night stand မဟုတ်ဘဲနဲ့ one night stand ဆန်နေသုံးနေပြီဆိုလို့ရှိရင်အဲ့ဒါကိုတိတ်ခါကိုလည်းချနေတာကိုတန်ဖိုးကိုလည်းချနေတာတော့အဲ့ကြရင်မိမတွေကဘာဖြစ်လဲငါကအချစ်မခံတိုက်ဘူးလားငါကတန်ဖိုးမရှိဘူးလားငါကဘာဖြစ်လို့လဲဆိုတော့ why ဆိုတဲ့မေးခွန်းတွေကိုမေးကြမလို့နော်
အဲ့ဒီလိုမျိုးထိအောင်ကိုတံမိုးကိုချစရာမလိုဘူးเนาะအဲ့ဒီခါကျရင်လေကိုကเนาะဟိုပညာဉာဏ်ရှိနေပေါ့เนาะပညာဉာဏ်ရှိနေကို self love ကိုထိမ့်သိမ့်နိုင်ရမယ်ကိုယ့်ရဲ့ value တွေကိုထိမ့်သိမ့်ထားနိုင်ရမယ်နော်ယောက်ျားတွေဆိုတာအင်မတန်အချောင်ရမလားလို့စမ်းသပ်တတ်တဲ့ကောင်တွေကဟိုးအောက်ကဆင်းရဲသားအစနော်ဘဲကောင်ကိုဟလာတနာလို့ဆိုပြီးတော့မှပေါ့နော်တနာလို့ဆိုပြီးတော့မှဟိုကမဖြစ်နဲ့နော်ဥပမာပေါ့ delivery လာပို့တဲ့ကောင်လေးကိုမောင်လေးလို့ခေါ်တာကနော်တနာသောအဖြစ်ခေါ်တာကိုယ့်ရဲ့ချစ်သူကြတော့မောင်လေးလို့ခေါ်တာကြဒါကကြတော့ပါနန်းစားသုံးတာပေါ့ဟုတ်တယ်မလားအချင်းချင်းခေါ်တဲ့ခါကျတော့မောင်လေးနဲ့မပဲဟုတ်မလဲဟုတ်တယ်မလားအချင်းချင်းခေါ်တဲ့ခါကျမောင်လေးလို့ပဲသုံးတယ်သူများတွေအမြင်မှာကျမောင်လေးလို့ဟလာဟိုပေါ့ဘယ်လိုပြောမလဲသုံးတာပေါ့နော်အဲ့လိုရှိသေးရဲ့လေဒူးလေဟုတ်တယ်မလားမိမချင်းလဲတူချင်လို့မရဘူးလေအိမ်မှာခိုင်းတဲ့နောက်ဖေးမျိုးကိုကြောင်မှာထမင်းချက်ဟင်းချက်ခိုင်းတဲ့ကောင်မလေးလဲအမျိုးသမီးတော့ကိုယူထားတဲ့မိမလည်းအမျိုးသမီးအမျိုးသမီးချင်းအတူတူဒန်းတူခွင့်ရဆိုလို့ကိုမိမကို Chanel ဝယ်ပေးတိုင်းအိမ်ပေါ်မိမကိုသွားပြီးတော့ Chanel တော့ဒန်းတူကြီးလူဆိုပြီးသွားပေးတာရှိလို့လားမရှိဘူးလေဟုတ်တော့နော်အဲ့တော့အမျိုးသမီးတွေအနေနဲ့နော်တနာတဲ့စိတ်တို့ညှတာတယ်တို့စာနာတယ်တို့ဆိုတာကိုတိတ်မသုံးပါနဲ့နော်တိတ်မသုံးပါနဲ့အခုခေတ်ကြီးကပိုတောင်မှတယောက်နဲ့တယောက်ကရက်ဆက်လာတယ်ညှတာမှုကင်းမဲ့တယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကာကွယ်ရမယ်နော်အဲ့တော့ကိုတံမိုးမထားတဲ့ယောက်ျားတွေအတွက်ကိုခေါင်းစားမခံပါနဲ့ကိုတံမိုးကိုအမြဲတမ်းတံမိုးရှိအောင်တွေးနေပါနော်ကိုတံမိုးကိုကမေးခွန်းထုတ်နေရလောက်အောင်ထိနော်အဲ့ဒီယောက်ျားတွေအတွက်ကမထိုက်တန်ဘူးနော်အဲ့တော့နော်ကိုကစပြီးတော့မေတ္တာမပေးနဲ့နော်အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်ကိုကစပြီးတော့မေတ္တာပေးကြမလို့ကိုကိုလာပြီးတော့ပိုးပန်းပါစေနော်ပိုးပန်းတဲ့အခါမှာလဲ तू ဘလောက်ထိအောင်ကြာစိတ်ရှည်နိုင်လဲနော် तू ဘလောက်ထိအောင်တန်ဖိုးထားလဲဆိုတာ तू ဘလောက်ကြာကိုယ့်ပေါ်မှာ attention ထားနိုင်တယ်အဲ့ဒီပေါ်မှာမူတည်တယ်ဟောအဲ့ဒီပေါ်မှာမူတည်သလိုကိုကလည်းနော်နှလုံးသားနဲ့စဉ်းစားပေါ့ကိုကသူ့ကိုချစ်နိုင်လားအဲ့ဒါမျိုးစဉ်းစားပေါ့ဒီလားနော်အဲ့ဒါမျိုးကိုကလုံနိုင်တယ်ကိုယ့်ပေါ်မှာလည်းကောင်းတယ်ဆိုလို့ရှိရင်ဘာတွင်းဖလိန်နေဘာဖလိန်နေညာဖလိန်နေစောင့်မနေနဲ့ဒိုးတာတို့